ကျွန်တော်က main claim ဆန်မိမဆန်တဲ့ဟာတွေမကြိုက်ဘူးအခု4-5ချိန်ရှိရင် body combat 4-5တက်တယ်နောက်ထပ်5-6ချိန်မှလည်း5-6ရှိရင်5-6ဆက်လိုက် join တယ် Zuma တို့ဘာလို့ main claim ဆော့တဲ့ဟာဆိုရင် skip ထားခဲ့တာညီမနာမည်ကတော့မငယ်ကြီးမော်မှာလက်ရှိကတော့ plate မှာနေတယ် plate မှာဂျန်တစ်ခုမှပဲဆော့တယ်ဆော့တဲ့သူတက်ပဲဒီ class ကို join ရတဲ့ရည်ရွယ်ချက်ကကျတော့ကျွန်တော်က main claim ဆန်မိမဆန်တဲ့ဟာတွေမကြိုက်ဘူးဇွန်မလည်းမကြိုက်ဘူးမိမလို့လှုပ်လှုပ်ရရဟာလည်းမကြိုက်ဘူးပေါ့နော် body combat ကကျတော့နည်းနည်းယောက်ျားဆန်ဆန်နဲ့နည်းနည်း happy ကိုမြန်စေရပေါ့နော်မောတာကိုကြိုက်တာအင်းညောင်အေးစေးအဲ့လိုဟာတွေကိုတိတ်ပြီးတော့အဲ့ class တွေကိုတိတ်စိတ်ဝင်စားဘူးတိတ်မကြိုက်ဘူး body combat ကိုကြိုက်ရတဲ့ခြင်းအဲ့လိုမိမမဆန်တာရယ်ပြီးကြတော့ happy ကိုမြန်ပြီးတော့music ပါနဲ့အဲ့လိုလှုပ်ရှားတဲ့ form ကိုကြိုက်တာတင်တန်းကိုလာ join ရတဲ့ရည်ရွယ်ချက်ကကြတော့ကိုကစောတဲ့သူပဲဆရာမဟုတ်ဘူးအဲ့ကြတော့ဘာလို့လာ join လဲဆိုတော့ form မှန်ရယ်ပတ်တန်ကြရယ်ဒီကောင်ကိုအဲ့လိုစော့တဲ့ချင်တာနောက်ပိုင်းမှာတော့ဆရာပြောသလိုမျိုးရည်ရွယ်ချက်ရှိလားဆိုတော့မပြောတတ်ဘူးပေါ့နော်တကယ်စော်ရင်းနဲ့လုံးကြည့်ရင်းနဲ့ဒီကောင်ကိုဝါသနာပါသွားလို့ဖြစ်လာမယ်ဆိုရင်လည်းလုံးရင်လည်းလုံးဖြစ်မယ်ပေါ့နော်ဒါပေမဲ့အခုလက်ရှိကတော့ကစားသူနေနဲ့ပဲ join ဖြစ်တာပါဘယ်တော့ join ဘူးအခုလက်ရှိတော့ဆရာစီတော့မ join ဘူးကျွန်တော်စဆော့တာကကြတော့ဆရာဆရာတီမှာဆရာ Dustin နဲ့ဆော့ဘူးလားဟုတ်တယ်ဆရာဆရာ Dustin နဲ့target မှာစဆော့ဘူးလားဒါပေမဲ့အဲ့ရှေ့မှာကျတော့ဆော့ဘူးရဒါပေမဲ့အဲ့လောက်အရင်ကြီးမ join ဖြစ်ဘူးtarget မှာကျတော့အဲ့လို body combat အခု4-5ချိန်ရှိရင် body combat 4-5တက်တယ်နောက်ထပ်5-6ချိန်မှလည်း5-6ရှိရင်5-6ဆက်လိုက် join တယ်အဲ့လိုကြိုက်တာ Zuma တို့ဘာလို့ main claim ဆော့တဲ့ဟာဆိုရင် skip ထားခဲ့တာကျေးဇူးပါဆရာ Thank you ပါ